လေးပါ The Voice of Victory ရဲ့ဇန်နဝါရီလ9ရက်နေ့လည်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းအနေနဲ့ပဲခူးတိုင်းရန်ကုန်ပြည်လမ်းပိုင်းရှိစစ်တပ်ရဲ့စစ်ကွင်းတပ်ဆောင်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုကြောင့်ပြူစောထီခေါင်းဆောင်တအုပ်အပါအဝင်ထိခိုက်ဒေဆုံးသူများပြားကြောင်းသတင်းရရှိပါတယ်ဇန်နဝါရီလ9ရက်နေ့နက်အစောပိုင်းတွင်ရန်ကုန်ပြည်လမ်းပိုင်းရှိအကြမ်းဖက်စစ်တပ်ရဲ့စစ်ကွင်းတပ်ဆောင်ဂိတ်ကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းထိုထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကိုစစ်ကူပေးရန်လာတဲ့စစ်ကြောင်းများကိုတော်လှန်ရေးတပ်ဖွဲ့ဝင်များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်တိုက်ပွဲနေရာများကျယ်ပြန့်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့စစ်ကွင်းတပ်ဆောင်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုအတွင်းစိန်ကန်းလန်းရွာမှာပြူကောင်းဆောင်တေစာညွန့်အပါအဝင်စစ်သား20ဦးထပ်မံတေဆုံးခဲ့တဲ့အပြင်အရှင်ဖမ်းမိတဲ့အကြမ်းဖက်စစ်သားများရှိကြောင်းသိရှိရပါတယ်။မနေ့ကတိုက်ပွဲကမနက်မိုးလင်းကလေးကပြင်းထန်ခဲ့တာဟုတ်ပါတယ်။စစ်ခွေးတွေထိခိုက်တေဆုံးမှုများတာလည်းမှန်ပါတယ်။အရေးအတွက်ဘလောက်ဆိုတာကတော့သက်ဆိုင်ရာတပ်ဖွဲ့တွေကထုတ်ပြန်ပါလိမ့်မယ်။ကျွန်တော်တို့လည်းအတီးပြူပေးလို့မရသေးပါဘူးလို့တော်လှန်ရေးသတင်းရင်းမြစ်ကပြောထားပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ကစစ်ကွင်းတပ်ဆောင်ဂိတ်ကိုရှင်းလင်းရေးလှုပ်ဆောင်ခဲ့ခြင်းကြောင့်ရန်ကုန်ပြည်လမ်းပိုင်းကိုအချိန်ကြာမြင့်စွာပိတ်ထားခဲ့ကြောင်းလမ်းပိုင်းပိတ်ဆို့ပြီးစစ်သားနဲ့ပြူစောထီအလောင်းများကိုအိမ်စီးကားများဖြင့်တည်ထုတ်သွားကြောင်းသိရှိရပါတယ်။မနေ့ကတိုက်ပွဲပြင်းထန်ခဲ့တာကစစ်ကွင်းတပ်ဆောင်ဂိတ်မှာဖြစ်တာစစ်ခွေးတွေကတိုက်ပွဲစဖြစ်ကြတဲ့ကစစ်ကွင်းတပ်ဆောင်ဂိတ်ကိုစစ်ကူတွေလာတဲ့စစ်ကြောင်းဖြတ်တန်းသွားလာတဲ့လမ်းကြောင်းတွေမှာပါထိတွေ့တိုက်ပွဲမှုတွေဖြစ်ပွားခဲ့လို့တိုက်ပွဲကနေမြေကျပြန့်သွားတာမနေ့ကစစ်ကွင်းတပ်ဆောင်ပွဲမှာစိန်ကန်းလက်ရွာကပြူကောင်းဆောင်တေစာညွန့်လည်းသိရလို့သိရတယ်။နောက်ပြီး PDF တွေအရှင်ဖမ်းထားတဲ့စစ်ခွေးတွေလည်းရှိရလို့သိရတယ်။စစ်ခွေးတွေကခွေးအလောင်းတွေကိုစစ်ကွင်းမျိုးဘက်ကိုပြန်သယ်ဆောင်သွားတယ်လို့သိရတယ်လို့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။လက်ရှိမှာစစ်တပ်ကရန်ကုန်ပြည်လမ်းဘေးရှိစစ်စခန်းများကိုစစ်အင်အားဖြည့်တင်းထားတဲ့အပြင်ပဲခူးတိုင်းအတွင်းကိုလည်းစစ်အင်အားများထပ်မံဖြည့်တင်းနေကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ညီနောင်မဟာမိတ်၃ဘွဲ့ဖြစ်တဲ့ရခိုင်တပ်မတော် AA တအောင်းတပ် TNLA နဲ့ကိုကန့်တပ် MNDAA တို့ပူးတွဲထိန်းချုပ်ထားတဲ့မူဆယ်မြို့နယ်105မိုင်မှာ MNDAA ရုံးတချို့မှာမြန်မာနိုင်ငံအလံလွှင့်ထူထားတယ်လို့ဒေသခံတွေထံကသတင်းရရှိပါတယ်။မြန်မာနိုင်ငံရဲ့အကြီးဆုံးကုန်သွယ်ရေးဆောင်ဖြစ်တဲ့အဲ့ဒီ105မိုင်က MNDAA ရုံးဌာနတချို့မှာဇန်နဝါရီ9ရက်ကစပြီးမြန်မာနိုင်ငံတော်အလံစလွှင့်ထူတာလို့ဆိုထားပါတယ်။သူတို့နေတဲ့နေရာတိုင်းထောင်တာမျိုးတော့မဟုတ်ပါဘူး။အရေးကြီးတဲ့ရုံးတချို့ပဲမြန်မာနိုင်ငံအလံထောင်တာလို့သတင်းရင်းမြစ်ကပြောပါတယ်။ကိုကန့်တပ်ဟာပြီးခဲ့တဲ့ဒီဇင်ဘာ29ရက်လာရှိုးမြို့မှာစစ်ကောင်စီတပ်နဲ့တွေ့ဆုံပြီးတဲ့နောက်လာရှိုးကနေတီဘောအထိသူတို့ဂိတ်တွေကိုဖယ်ရှားခဲ့ပါတယ်။အဲဒီနောက်မှာပဲတရုတ်ကသူတို့နိုင်ငံနဲ့ကုန်ပစ္စည်းတင်သွင်းခွင့်ကန့်သတ်ချက်တွေရှိတဲ့ချင်းရွှေဟော်နယ်စပ်ဂိတ်မှာတရုတ်ကတင်ပို့ခွင့်ပြန်ပြုပြင်ပေးခဲ့ပြီးကျန်တဲ့ပြောင်းဖို့စားတဲ့ကုန်တင်ကားကိုယာနဲ့ချီကချင်းရွှေဟော်ဂိတ်ကနေကုန်သွယ်နေတယ်လို့ကိုကန့်တပ်ကထုတ်ပြန်ထားပါတယ်။လက်ရှိကုန်သွယ်ရေးအပြည့်အဝမဖြစ်မြောက်သေးတဲ့105မိုင်မှာ MNDAA ရုံးတွေမှာမြန်မာနိုင်ငံတော်လန်လွှင့်ထူတာဟာတရုတ်မြန်မာကုန်သွယ်ရေးပုံမှန်ပြန်လည်ပတ်စေဖို့လက္ခဏာဖြစ်တယ်လို့လည်းအကဲခတ်သူတချို့ကပြောဆိုထားပါတယ်။ဒါအပြင်မုံကိုကုတ်ခိုင်တိန်နီမျိုးကကိုကန့်ရုံတွေမှာလည်းကိုကန့်တက်ကမြန်မာနိုင်ငံအလံလွှင့်ထူထားကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကမိမိတို့ကိုတိုက်ခိုက်ရန်အတွက်တပ်အင်အားများစုစည်းပြင်ဆင်နေကြောင်းဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်။ဇန်နဝါရီ10ရက်ထုတ်ပြန်တဲ့ကြေညာချက်မှာလာမယ့်ရက်နိုင်ငံအတွင်းပလဲမြို့နယ်ပြည်သူများအနေနဲ့စစ်ရေးသတိပြုနေထိုင်ကြပါရန် BNRA ကအတည်ပြုထားပါတယ်။ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနမှအစစ်စစ်လှုပ်ဝက်ညွှန်ကြားမှုနဲ့ခရိုင်ကုကရေးတာဝန်ခံစန်းသူမောင်နဲ့ပလဲမြို့နယ်ကာလုံတာဝန်ရှိတင်ငိမ့်တို့ကအစည်းအဝေးပြုလုပ်ခဲ့ပြီးတိုက်အင်အားများပြင်ဆင်စုစည်းနေတဲ့သတင်းအားအတိအကျရရှိထားတယ်လို့ BNRA ကဆိုထားပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ကလည်း BNRA စခန်းတစ်ခုအား NUG ခရိုင်တပ်ရင်းများမှလက်နက်ဖြင့်လာရောက်တိုက်ခိုက်ရေးဝိုင်းဝန်းပိတ်ဆို့မှုရှိခဲ့ပြီး BNRA ကတပ်များပြန်ဆုတ်သွားရန်ဖိအားပေးဖြည့်ရှင်းခံခဲ့ရကြောင်းဖော်ပြထားပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ကလည်း BNRA စခန်းတစ်ခုအား NUG ခရိုင်တပ်ရင်းများမှ
လက်နက်ဖြင့်လာရောက်တိုက်ခိုက်ပြီးဝိုင်းဝန်းပိတ်ဆို့မှုများရှိခဲ့ပြီး BNR ကတပ်များပြန်ဆုတ်သွားရန်ဖိအားပေးဖြည့်ရှင်းခံခဲ့ရကြောင်းဖော်ပြထားပါတယ်။ထိုစဉ်ကလည်းကာကွယ်ရေးဝန်ကြီးရုံးနဲ့ကာကွယ်ရေးဝန်ကြီးထံဓာတ်ရိုက်ရုံးစာဖုန်းတို့ဖြင့်ဆက်သွယ်၍ဖြည့်ရှင်းရန်ကြိုးစားခဲ့ပေမဲ့လုံးဝခေါင်းဆောင်နေခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။ထိုစဉ်ကလည်းကာကွယ်ရေးဝန်ကြီးရုံးနဲ့ကာကွယ်ရေးဝန်ကြီးထံဓာတ်ရိုက်ရုံးစာဖုန်းတို့ဖြင့်ဆက်သွယ်ရေးဖြည့်ရှင်းရန်ကြိုးစားတော့လဲလုံးဝခေါင်းဆောင်နေခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။လက်ရှိတိုက်ခိုက်မှုအစီအစဉ်အားသက်ဆိုင်ရာလူကြီးများမှဆက်လက်ခွင့်ပြုပြီးလှုပ်ဆောင်လာမည်ဆိုပါက NUG အနေနဲ့ BNR အဖွဲ့အစည်းအပေါ်လုံးဝရန်ဘက်အဖြစ်သတ်မှတ်လိုက်တယ်လို့မှတ်ယူမည်ဖြစ်ပြီးအဆုံးစွန်ထိရင်ဆိုင်တုံ့ပြန်သွားမယ်ဖြစ်တယ်လို့လည်း BNR ကထုတ်ပြန်လိုက်ကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အာဏာသိမ်းစစ်တပ်ဟာအာရခတပ်တော် AA နဲ့တိုက်ပွဲတွေပြင်းထန်နေတဲ့ပန်းတောင်ဒေသပါဝင်တဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့တိုင်းမှုဖြစ်သူအပါအဝင်တိုင်းမှုတပ်မမှုအပြောင်းအရွှေ့များကိုအခုရက်ပိုင်းမှာပြုလုပ်ခဲ့ပါတယ်။ဒါဟာပန်းတောင်နယ်မှာပြီးခဲ့တဲ့ရက်ပိုင်းကစကခ10ရဲ့စကခမှုတည်ဆုံးခဲ့တဲ့ဖြစ်စဉ်ကိုကုတ်ကဲရတဲ့တပခတိုင်းမှုဗိုလ်ချုပ်ကြည်တိုက်ကိုတဆင့်မြင့်ရာထူးမပေးပဲနေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှုဖြစ်တာပြောင်းလဲခန့်ထားခဲ့တာဖြစ်ပါတယ်။ဗိုလ်ချုပ်ကြည်တိုင်းကိုတိုင်းမှုနေရာပဲပြောင်းရွှေ့ပေးခဲ့ပေမဲ့သူနဲ့စစ်တက္ကသိုလ်ဗိုလ်လောင်းတင်တဲ့အမှတ်စဉ်ချင်းတူတဲ့နေပြည်တော်တိုင်းမှုဗိုလ်ချုပ်စိုးမင်းကိုတော့လေ့ကျင့်ရေးရာရှိချုပ်အဖြစ်တိုးမြင့်ခန့်ထားခဲ့ကြောင်းသိရပါတယ်။ပြည်ဦးလွင်စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးကိုတော့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုအဖြစ်ဗိုလ်ချုပ်ကြည်တိုင်းနေရာမှာအစားထိုးပြောင်းလဲခန့်ထားတယ်လို့လည်းသိရပါတယ်။အလားတူချင်းမြန်တက်မမြေဆောင်စကခတွေဖြစ်ကြတဲ့တမ100တက်စကခ18စကခ14စကခ10နေရာတွေလည်းပြောင်းလဲခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကတည်ဆုံးခဲ့တဲ့စကခ10စကခမှုနေရာကိုစကခ14စကခမှုဗိုလ်မှူးချုပ်တင်ထွန်းအောင်ကိုအစားထိုးခန့်ခဲ့ပါတယ်။တမ100တက်ကတမမှုဗိုလ်မှူးချုပ်ဇော်မင်းထက်ကိုတမတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးစကခ18စကခမှုဗိုလ်မှူးချုပ်တန်းလွင်စိုးကိုတမ100တမမှုအဖြစ်ပြောင်းရွှေ့တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ဖြစ်ဗိုလ်မှူးချုပ်စိုးညင်းကိုခန့်အပ်ပြီးစစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီးနေရာကိုတော့စကခ6စကခမှုနဲ့စစ်ဦးစီးဗိုလ်ချုပ်ဖြစ်သူကိုခန့်အပ်ပေးခဲ့ကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းတောင်ငူခရိုင်ဖြိုးမြို့နယ်မှာစစ်ကော်မရှင်တပ်ကိုသတင်းပေးလုံနေသူအမျိုးသားတအုပ်တနက်ပြစ်ခံရပြီးတေဆုံးခဲ့တယ်လို့ဖြိုးမြို့နယ်ပကဖထံကသတင်းရရှိပါတယ်။အသက်ခံရသူမှာညောင်ပင်သာမြို့ဇေယျသီရိ6လမ်းမှာနေထိုင်တဲ့ဦးထွန်းဝင်းဖြစ်ပြီးဖြိုးမြို့အခြေခလာရငါတက်ရင်အနီးသီရိဝေဘီယာဆိုင်မှာဘီယာတောက်နေချိန်ဇန်နဝါရီ6ရက်ညနေ3နာရီကျော်မှာဝင်ရောက်ပစ်ခတ်ခဲ့တာလို့ဆိုထားပါတယ်။ထွန်းဝင်းကစကားစအရာရှိတွေနဲ့ပေါင်းပါတယ်။လက်ပစ်ပုံလည်းရှိပါတယ်။ပြည်သူတွေကိုအိတ်ထဲမှာတနက်ပါတယ်လို့အမြဲချိန်ချောက်နေသူပါ။သူကအရာရှိတွေနဲ့ပေါင်းတော့လူတိုင်းကြောက်နေရတာပါလို့ဖြိုးမြို့နယ်ပကဖတာဝန်ခံကပြောပါတယ်။ဦးထွန်းဝင်းဘီယာတောက်နေတဲ့တီရီဝေဆိုင်ဟာခလာရငါတက်ရင်နဲ့အမြန်လမ်းမကြီးပေါ်ရှိစိတ်ကြီးဂိတ်စစ်ကော်မရှင်စခန်းကြားမှာရှိတာကြောင့်အမြန်လှုပ်ရှားခဲ့ရတယ်လို့ဆိုထားပါတယ်။ဦးထွန်းဝင်းဟာ2021စစ်အာဏာသိမ်းချိန်ကစပြီးလက်ရှိအချိန်ထိစစ်ကော်မရှင်တပ်ရဲ့အရာရှိတွေနဲ့ပူးပေါင်းကတင်းမောင်ခိုလုပ်ငန်းကိုလုပ်ကိုင်ရင်းပဲခူးရိုးမရှိတော်လန်ရေးအဖွဲ့တွေရဲ့သတင်းကိုစုံစမ်းကသတင်းပေးလုပ်နေသူတဦးဖြစ်တယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာ25ရက်မှာလည်းရေတာရှည်မြို့နယ်စော်မြို့နယ်ရှိစစ်စခန်းတွေနဲ့မဲယုံထားရှိမဲ့အုပ်ချုပ်ရေးမှူးရုံးတွေတိုက်ခိုက်ခံခဲ့ရသည့်ကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်တောင်ပိုင်းပအိုင်းကိုပိုင်းအုပ်ချုပ်ခွင့်ရမောက်မယ်မြို့နယ်မှာနေ့စဉ်တိုက်ပွဲဖြစ်ပွားလျက်ရှိပြီးစစ်သား20ဦးထက်မနည်းသေဆုံးကလူသားတိုင်းကအဖြစ်အသုံးပြုခံနေရတဲ့ရွာသား2ဦးကိုကယ်တင်နိုင်ခဲ့ကြောင်း PNLA သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူခွန်ရင်းရန်ထံကသတင်းရရှိပါတယ်။ဇန်နဝါရီ1ရက်နေ့မှယနေ့ထိမောက်မယ်မြို့နယ်ဟိုနန်းဒေသနဲ့ဂရူးကြီးဒေသတို့ဘက်သို့အကြမ်းဖက်စစ်တပ်လက်အောက်ခံခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ PNO တပ်ဖွဲ့ကဒေသနေပြည်သူတွေကိုလူသားတိုင်းကအဖြစ်အသုံးပြုကစ
စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်နေ့စဉ်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်းရင်းတိုက်ပွဲများအတွင်းစစ်သား20ဦးထက်မနည်းသေဆုံးကအလောင်းတစ်လောင်းနဲ့လက်နက်တစ်လက်ကိုသိမ်းဆည်းရရှိထားကြောင်းသိရပါတယ်။ဇန်နဝါရီလ1ရက်နေ့တိုက်ပွဲအတွင်းစစ်ကော်မရှင်နဲ့လက်အောက်ခံ PNO ပြည်သူစစ်တွေရဲ့လူသားတိုင်းကအဖြစ်အုံပြုခံနေရတဲ့မောက်မယ်မျိုးနဲ့ဟိုနဲ့ကြီးရွာအုပ်စုနောင်မီရဲရွာမှခွန်အောင်နဲ့ခွန်ဝင်းတို့ကို PNLA ကကဲ့တင်နိုင်ခဲ့ကြောင်းဇန်နဝါရီလ1ရက်နေ့တိုက်ပွဲအတွင်းစစ်ကော်မရှင်နဲ့လက်အောက်ခံ PNO ပြည်သူစစ်တွေရဲ့လူသားတိုင်းကအဖြစ်အုံပြုခံခဲ့ရတဲ့မောက်မယ်မျိုးနဲ့ဟိုနန်းကြီးရွာအုပ်စုနောင်မီရဲရွာမှခွန်အောင်နဲ့ခွန်ဝင်းတို့ကို PNLA ကကဲ့တင်နိုင်ခဲ့ကြောင်း၎င်းတို့နှစ်ဦးမှာရှေ့ဆုံးမှလူသားတိုင်းကအဖြစ်အုံပြုခံခဲ့ထားရပြီးနောက်ပြန်ဆုံးလို့မရတာကြောင့်PNLA တပ်ဖွဲ့ဝင်များရှိရဘက်သို့ထွက်ပြေးလာရာကလွတ်မြောက်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။စစ်ကော်မရှင်တပ်နဲ့ PNO ပြည်သူစစ်များကဒေသခံနေပြည်သူများကိုဖမ်းဆီးပြီးထမင်းဟင်းချက်ခိုင်းခြင်းပစ္စည်းများတည်ခိုင်းခြင်းတို့လှုံ့ဆော်နေတဲ့အပြင်ပစ္စည်းများတည်ခိုင်းခြင်းတို့လှုံ့ဆော်နေတဲ့အပြင်တနေ့လျှင်ပြည်သူ3ဦးနှုန်းနဲ့စစ်မြေပြင်ရဲ့ရှေ့ဆုံးမှသွားခိုင်းကလူသားတိုင်းကအဖြစ်အုံပြုနေကြကြောင်းသတင်းရရှိပါရရှင်။မြန်မာနိုင်ငံရဲ့အထူးဒေသတင်မှာကိုကန့်ဒေသနဲ့မုံကိုခရိုင်ကို MNDAA ကအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်တဲ့အပြင်တိန်နီနဲ့ကုတ်ခိုင်ဒေသများတွင်မှာပါစစ်ကောင်စီတပ်ဖွဲ့ဝင်တအူးမှမရှိတော့ဘဲလွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း MNDAA ကထုတ်ပြန်ကြေညာလိုက်ပါတယ်2026ခုနှစ်ဇန်နဝါရီ9ရက်နေ့ MNDAA ရဲ့နန်းထင်းမိန်တောင်ကုန်းကိုအောင်မြင်စွာခြိတက်သိမ်းပိုက်နိုင်ခဲ့တဲ့နေထူးနေ့မြတ်မှာ MNDAA ကအခုလိုကြေညာခဲ့ခြင်းဖြစ်ပြီးဇန်နဝါရီ9ရက်နေ့ကိုလည်းပြန်လည်ထူထောင်ရေးနေ့အဖြစ်ပါ MNDAA ကတရားဝင်သတ်မှတ်ခဲ့ပါတယ်။လက်ရှိအချိန်တွင်အထူးဒေသနယ်မြေအတွင်း၌စစ်ကောင်စီတပ်ဖွဲ့ဝင်တအူးတယောက်မျှမရှိတော့ပဲကိုကန့်ဒေသနဲ့မုံကိုခရိုင်ရဲ့တမိုင်းဝင်နယ်မြေများကိုအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်းတိန်နီနဲ့ကုတ်ခိုင်စားတဲ့ဒေသများပါစက်တိုက်လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်းယခုအခါပြည်ထောင်စုမြန်မာနိုင်ငံအထူးဒေသတစ်တွင်ခရိုင်၄ခုမြို့တော်တစ်ခုပါဝင်တဲ့ဖွဲ့စည်းပုံနဲ့ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတစ်ကိုခြေလှမ်းစတင်နိုင်ခဲ့ပြီဖြစ်ကြောင်း14နှစ်ကြာဆွေးနွေးခဲ့ရတဲ့လက်နက်ကင်တော်လှန်ရေးကာလအလွန်မှာအထူးဒေသရဲ့မူလပိုင်တဲ့နယ်မြေအလုံးကိုအပြည့်အဝပြန်လည်ရယူနိုင်ခဲ့ကြောင်း MNDAA ကဆက်လက်ပြောထားပါတယ်။ MNDAA ကအထူးဒေသပြန်လည်ထူထောင်ပြီးတဲ့နောက်လုပ်ငန်းစဉ်တွေရဲ့အဓိကအချက်အချာဟာအထူးဒေသကိုတည်ဆောက်ခြင်းမှအထူးဒေသကိုအုပ်ချုပ်ခြင်းဟူသောတမိုင်းဝင်ပြောင်းလဲမှုလမ်းကြောင်းပေါ်ကိုရောက်ရှိနေပြီဖြစ်ကြောင်း MNDAA ကဆိုထားပါတယ်။ MNDAA က2023ခုနှစ်အောက်တိုဘာ29ရက်နေ့မှစတင်ခဲ့သော2029စစ်စေးရေးအတွင်းအကြမ်းဖက်စစ်တပ်၏အရှိမြောက်တိုင်းစစ်ဌာနချုပ်နဲ့လာရှိုးမြို့လောက်ကိုင်းချင်းရွှေဟော်မုံကိုဖောင်းဆိုင်ကုန်းချမ်းမူဆယ်ကုန်းချမ်းမူဆယ်105မိုင်ကွမ်းလုံတိန်နီတာမိုးညဲပန်းဆိုင်မြို့များကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်တရုတ်အစိုးရရဲ့ဖိအားကြောင့်စစ်ကောင်စီနဲ့အပြစ်ခတ်ရဲစဲကသိမ်းပိုက်ထားတဲ့လာရှိုးမြို့ကို2025ခုနှစ်ဧပြီလမှာအကြမ်းဖက်စစ်တပ်ထံသို့ပြန်လည်ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်အုပ်စုကကျင်းပတဲ့ရွေးကောက်ပွဲပထမပိုင်းအတွက်လဲဆွေစည်းရုံးရမှာတော်လန်ရေးအရေးတော်ပုံစတဲ့စကားလုံးတွေကိုတုံ့နှုံခဲ့တဲ့ပြည်သူ့ပါတီတင်ငန်းကျိုးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးလွင်မြင့်ကိုစစ်အုပ်စုကထောင်ဒဏ်ချမှတ်လိုက်ကြောင်းသတင်းရရှိပါတယ်ရှင်။ဇန်နဝါရီလ6ရက်နေ့မှာတင်ငန်းကျိုးမြို့နယ်တရားရုံးကနေအလုံးနဲ့ထောင်ဒဏ်တစ်နှစ်ချမှတ်လိုက်တာလို့သိရပါတယ်။ဦးလွင်မြင့်ဟာသူ့ရဲ့ TikTok နဲ့ Facebook လူမှုကွန်ရက်စာမျက်နှာတွေကနေတဆင့်မဲဆွယ်စည်းရုံးရမှာຫນွေဦးတော်လန်ရေးလူမှုအရေးတော်ပုံစတဲ့အသုံးအနှုန်းတွေကိုထည့်သွင်းပြောဆိုခဲ့ပါတယ်။ဒါကြောင့်ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်58ခန်းငယ်ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေတွေကိုဖောက်ဖျက်တယ်ဆိုပြီးတရားစွဲဆိုခံခဲ့ရတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ18ရက်နေ့မှာဦးလွင်မြင့်ကိုသူနေထိုင်ရာနေအိမ်ကနေစစ်အုပ်စုလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေကလာရောက်ဖမ်းဆီးခဲ့တာလို့သိရပါတယ်ရှင်။သူ့ကိုစစ်ဆေးခဲ့ပြီးတဲ့နောက်မနေ့ကမနက်7:00နာရီခွဲမှာမြို့နယ်တရားသူကြီးကအမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။လက်ရှိမှာတော့ဦးလွင်မြင့်ကိုတင်ငန်းကျိုးမြို့နယ်အထုံခန်းကနေတဆင့်အေးစိတ်တောင်ကိုလွှဲပြောင်းမှုစီစဉ်နေတယ်လို့ကနဦးသိရပါတယ်။ကြိုတင်မဲကိစ္စအပါအဝင်ဝေဖန်မှုများစွာရှိခဲ့တဲ့စစ်အုပ်စုရဲ့ရွေးကောက်ပွဲအပိုင်း1အပြီးမှာလာမယ့်ဇန်နဝါရီလ17ရက်နဲ့25ရက်နေ့တွေမှာကျင်းပမဲ့ရွေးကောက်ပွဲအပိုင်း2နဲ့အပိုင်း3အတွက်
လုံခြုံရေးအင်အားတွေကိုဖြည့်တင်းဆောင်ရွက်သွားမယ်လို့စစ်အုပ်စုကဆိုထားကြောင်းသတင်းရရှိပါတယ်ရှင်မန္တလေးမြို့မှာမနေ့ကည9:26မိနစ်ကမြို့အားဗဟိုပြုပြီးအတန်လှိုင်းပါတဲ့ငလျင်လှုပ်ခတ်ရာမှာမြို့ခံများနေအိမ်ပြင်ပလမ်းပေါ်ကိုထွက်ပြေးရသည့်အထိဖြစ်ခဲ့ကစိုးရိမ်မှုများစွာလည်းဖြစ်ပေါ်ခဲ့ကြောင်းသတင်းရရှိပါတယ်။ငလျင်လှုပ်တာကတော်တော်ကျန်းတယ်။အတန်မှာပါပြီးတော့2ဆင်းလှုပ်တာ။ရက်ွက်ထဲကလူတွေအကုန်လုံးနှီးပါလမ်းပေါ်ရောက်ကုန်ကြတာ။ကျွန်တော်တို့ကအပေါ်တက်မှနေကြတာဆိုတော့ပိုတိတာတာပေါ့။တရက်ကလုံးကိုစူညံသွားတာပဲလို့မန္တလေးမြို့ကန်တအုပ်ကပြောထားပါတယ်။အဆိုပါငလျင်လှုပ်ခတ်မှုများကိုမန္တလေးမြို့အပြင်စကိုင်းတရဦးအင်းဝပလိန်စင့်ကိုင်းကြောက်စဲမြစ်တာပြင်ဦးတွင်စတဲ့မြို့ကြီးတွေလည်းတိတိတသာခန်းစားခဲ့ရကြောင်းဒေသခံများကဆိုထားပါတယ်။လက်ရှိငလျင်ဟာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးလှုပ်ခတ်မှုအပြီး6လအကြာမှာမန္တလေးမြို့ကိုဗဟိုပြုကတိတိတသာလှုပ်ခတ်ခဲ့တဲ့နောက်ဆက်တွဲငလျင်တစ်ခုဖြစ်ပြီးငလျင်သတိပေးချက်ဆော်ဝဲတွေမှာပြင်းအားရီချက်တာစကေ4.5ရှိကြောင်းသိရှိရပါတယ်။မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကမန္တလေးမြို့ရဲ့အရှေ့မြောက်ဘက်2မိုင်ခန့်ကိုဗဟိုပြု၍အနက်12ကီလိုမီတာပြင်းအားရီချက်တာစကေ4.3အဆင့်ရှိငလျင်လှုပ်ခဲ့တယ်လို့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ရှင်။ VOV ရဲ့နောက်ဆုံးရနေ့လည်ခင်းသတင်းတွေကိုတင်ဆက်ခဲ့တာပါ။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ရှင်။မြန်မာပြည်သူပြည်သားအားလုံးလည်းကျန်းမာချမ်းသာဘေးအန္တရာယ်ကင်းဝေးကြပါစေရှင်။